ဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုမျှဝေပေးချင်တာကကွန်ပျူတာမှာ CapCut ရဲ့ Pro feature တွေပေါ့နော်အခုနောက်ပိုင်းမှာဆိုရင် CapCut ကကျွန်တော်တို့Pro feature တွေသုံးချင်ရင်ဝယ်သုံးရတာပါအဲ့လိုဝယ်မသုံးဘဲနဲ့ CapCut ရဲ့ Pro feature တွေကိုအလကားပေါ့နော် free ဘယ်လိုသုံးရမလဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်မျှဝေပေးသွားပါမယ် Okay အဲ့ဒီတော့ကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်ကျွန်တော်တို့ဒီမှာဆိုရင် CapCut ထဲကိုဝင်လိုက်မယ်ဆိုရင်ဒါ CapCut ရဲ့ user interface ပါဟုတ်နော် CapCut user interface မှာဆိုရင် CapCut user interface မှာဆိုရင်သူ့ရဲ့ဒီဘက်ဘေးမှာ setting လေးရှိပါတယ်เนาะ setting လေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ပြီးရင်အောက်မှာ setting ဆိုတာလေးကိုနှိပ်ကြည့်လိုက်တဲ့အခါမှာ project ဒါကတော့ကျွန်တော်တို့ CapCut ကိုစသုံးမယ်ဆိုရင် project တွေမှတ်ကမယ်နောက်ဒီမှာ edit ထဲမှာဆိုလို့ရှိရင် image duration တွေမှတ်ကမယ်နောက်frame rate เนาะ frame rate မှာဆိုရင်30 fps ထားပါတယ်ကျွန်တော်ကတော့เนาะပြီးတော့လို့ရှိရင် performance မှာဆိုရင် browse မှုလေးကို on ပေးထားရမယ်ပြီးရင်အောက်မှာlanguage ဆိုလို့ရှိရင် English ပေါ့နော်ပြီးတော့လို့ရှိရင် switch ထားလိုက်ပါဒါကတော့ CapCut ရဲ့ user interface ပါ Okay သူ့ရဲ့ version ကကြတော့ version 1.3.2 ဖြစ်ပါတယ်ဒါကတော့လက်ရှိကျွန်တော်အသုံးပြုနေတဲ့ CapCut version ပေါ့နော်ဒီကောင်လေးကPro feature တွေကိုအခမဲ့သုံးလို့ရနေသေးပါ Okay အဲ့ဒီတော့ကျွန်တော်တို့ start creating ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ရင်ဒါကတော့ CapCut ရဲ့ user interface ပါเนาะ CapCut စသုံးမယ်ဆိုရင်ဒီ screen ကိုကျွန်တော်တို့မြင်ရပါလိမ့်မယ်အရှိဆုံးမှာဆိုရင် media ရှိမယ် media ကတော့ဓာတ်ပုံတွေ file တွေကိုကျွန်တော်တို့အကူအပြောင်းလုပ်တဲ့နေရာပါဒီကောင်ကတော့ MacBook ဖြစ်တဲ့အတွက် library နဲ့လာပြီးတော့ရိုးရိုးကွန်ပျူတာတွေမှာဆိုလို့ရှိရင် local disk cd ဆိုပြီးတော့လာပါလိမ့်မယ်ကိုနာမည်ပေးထားတဲ့အတိုင်းပေါ့ပြီးတော့ရင် audio တွေရွေးချယ်မယ်ဆိုရင်ဒီထဲမှာကျွန်တော်တို့ရွေးချယ်လို့ရပါမယ် sound effect တွေရှိမယ်နောက်အသံ file တွေကို extract လုပ်တာတွေရှိမယ်စသဖြင့်ပေါ့ဒါတွေကတော့နောက်ပိုင်းမှာကျွန်တော်တစ်ခုချင်းစီအသေးစိတ်ရှင်းပြပေးသွားပါမယ်ပြီးရင်text စာရေးမယ်ဆိုရင် text ထဲမှာရေးမယ်ပြီးရင်ဒီမှာ sticker တွေရွေးချယ်မယ်ကိုကြိုက်တဲ့ sticker တွေပေါ့နော် internet line ကောင်းဖို့တော့လိုပါတယ် file လေးချိန်ထားဖို့လိုပါတယ်နောက်တစ်ခုကကျတော့ဒီမှာ effect တွေသုံးလို့ရမယ်ဒါကတော့video effect လေးတွေပေါ့နော်နောက်တစ်ခုက transition လေးတွေသုံးလို့ရမယ် transition ကြတော့ video file တစ်ခုနဲ့တစ်ခုအကူအပြောင်းလေးတွေမှာကြည့်ရတာအဆင်ပြေစေဖို့အတွက်ကိုယ့်ရဲ့ creating ပိုင်းကျွမ်းကျင်ရင်ကျွမ်းကျင်တယ်လို့ video လေးတွေပို့ပြီးတော့ကြည့်ရတာလှပသွားပါလိမ့်မယ်နောက်တစ်ခုက video file တစ်ခုလုံးကိုအလင်းအမှောင် color ချိန်မယ်ဆိုရင် filter နဲ့ adjustment တွေမှာကျွန်တော်တို့စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဒီထဲမှာဆိုရင် pro feature တွေအကုန်လုံးကစိန်တုံးလေးမပါဘဲနဲ့ free ပါပဲเนาะအကုန်လုံးက free ပါပဲဒီကောင်က PC version ဖြစ်ပါတယ် Okay အဲ့ဒီတော့ကျွန်တော်တို့တစ်ခုလောက် edit လုပ်ကြည့်အောင်အဲ့တော့ media လေးကိုသွားမယ် media လေးကိုသွားပြီးသွားရင်ဒါကတော့ video file မရှိသေးဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ import လုပ်လိုက်မယ် import လုပ်လိုက်မယ်ဆိုရင်ဒီမှာကတော့video file ရှိတဲ့နေရာကိုတစ်ခါတည်းပြပါလိမ့်မယ်တကယ်လို့များရိုးရိုးကျွန်တော်တို့ PC တွေဆိုရင်တော့ local disk D E စသဖြင့်ပေါ့နော်ကိုသတ်မှတ်ထားတဲ့နေရာကိုတွားရမှာပါ Okay ဒီမှာဆိုရင်ဒီ video file လေးတစ်ခုကိုပဲအလွယ်တကူရွေးချယ်လိုက်ပါမယ်ပြီးရင်ရွေးချယ်ပြီးသွားရင် import ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင် video file လေးကဒီထဲကိုရောက်သွားပါပြီเนาะဒီအကွက်ထဲကိုရောက်သွားပါပြီရောက်သွားရုံနဲ့မပြီးသေးပါဘူး edit လုပ်မယ်ဆိုရင်ဒီအောက်ကိုဆွဲချရပါမယ်အဲ့တော့ဒါလေးကိုဖိပြီးတော့အောက်ကိုဆွဲချလိုက်မယ်ဒါဆိုရင်ဒီထဲကိုရောက်သွားပြီဒီတော့မှသာဒီမှာရှိနေတဲ့ကျွန်တော်တို့ split လောက်တာလေးတွေနောက် delete ပြီးတော့လို့ရှိရင်ဒီမှာရှိတဲ့ freeze စသဖြင့်ပေါ့နော်ဒါလေးတွေအောက်ကိုပေါ်လာပါလိမ့်မယ် Okay ဒါဆိုရင်ဒီ video file လေးကိုကျွန်တော်တစ်ချက်လောက်ဖွင့်ကြည့်လိုက်အောင်ယသလူဘဝန္တောယထာနေဝဓပိတိပိဒနံယေနိစေဝန္တုယုံဇံတောရတ္တိဒီဝမတ္တန္တိတော Okay ဒါကတော့တရားတော် channel အတွက်လှုပ်ဆောင်ထားတဲ့ video file လေးတစ်ခုဖြစ်ပါတယ်သူ့ကိုအရင်ဦးဆုံးကျွန်တော်ပြမှာကဒီ audio လေးကိုပိတ်မယ်ပေါ့ဒီအသံလေးကိုကျွန်တော်တို့ပိတ်မယ်ဆိုရင်ဒီဘေးမှာရှိတဲ့ speaker ပုံစံလေးကိုနှိပ်လိုက်လို့ရှိရင်ဒီအသံလေးပိတ်သွားပါပြီဟုတ်ပြီနော်ဒီအသံလေးပိတ်သွားပါပြီပြန်ဖွင့်ခြင်းနဲ့ဆိုရင်တော့ဖွင့်လိုက်ပေါ့ေဝန္တုယုံဇံတော speaker လေးကိုဖွင့်လိုက်ရင်တော့အသံပြန်ထွက်လာပါလိမ့်မယ် Okay ပြီးသွားရင်တော့အစကိုပြန်သွားမယ်ဒီထဲမှာကျွန်တော်တို့ကဒီအသံလေးကိုမကြိုက်ဘူးဟုတ်ပြီနော်ဒါကတော့တရားတော် channel မို့လို့ပေါ့တခြားသောအသံတွေဆိုရင်တော့အသံတွေ adjustment လုပ်လို့ရပါလိမ့်မယ် Okay နောက်တစ်ခုကကျတော့ဒီမှာ text စာသားတွေရေးမယ်ပေါ့နော်လောလောဆယ်မှာစာသားမရေးသေးဘူးဒီမှာအဓိကကတော့ pro feature တွေကိုပြခြင်းနဲ့ဖြစ်တဲ့အတွက်ဒီမှာ effect လေးကိုတွားကြည့်မယ် effect ကကျတော့
တရား channel ဆိုတော့ဒီလိုပုံစံ ယသလူဘဝန္တောယထာနေဝဓပ္ပိတိ Okay ဒါကတော့ဗီဒီယိုဖိုင်ဗီဒီယိုရဲ့အစလေးကိုဒီပုံစံမျိုးလေးလောက်တာပေါ့နော်နောက်တစ်ခုရွေးချ ယ ယ် သလူဘဝန္တောယထာနေဝဓပ္ပိတိ Okay ကျွန်တော်တို့ဒါလေးကိုရွေးချယ်ခြင်းနဲ့ဆိုရင်တော့သူကဒီမှာအပေါင်းလေးရှိပါတယ်နော်အပေါင်းလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ထိတ်ဆုံးလေးမှာအဲ့ဒီ effect ကလေးရောက်သွားပါလိမ့်မယ်ဒါဆိုရင်ပြန်ဖွင့်ကြည့်အောင် ယသလူဘဝန္တောယထာနေဝဓပ္ပိတိပိဒနံ ဒီ transition လေးကိုရွေးချယ်မယ်ဆိုရင်ဒီမှာအပေါင်းလေးကိုနှိပ်လိုက်ပါဒါဆိုရင်ဒီကြားထဲမှာ transition လေးရောက်သွားပါပြီဒါပေမဲ့သူကတအားမြန်နေတဲ့အတွက်ဒီတောက်မှာ duration ဆိုတာရှိပါတယ် duration လေးကိုကျွန်တော်နည်းနည်းလေးညှင့်ပြီးတော့ပြန်ပြီး play ကြည့်လိုက်ပါအဲ့တော့ video file နှစ်ခုဆိုတော့ရှေ့နောက်နည်းနည်းသွားပြီးတော့ play ကြည့်လိုက်ပါ ဗုဒ္ဓံဒောသတိရိယေသအတံဘာဒ ဒါတော့မှပဲမြန်ပါသေးတယ်เนาะအဲ့တော့ဒီမှာကျွန်တော် scale တွေနောက်သူ့ရဲ့ဒီ duration ကိုစိတ်ကြိုက်တယ်လို့ချိန်ညှိလို့ရပါလိမ့်မယ်အဲနောက်တစ်ခုကကျတော့ filter ပေါ့ filter ဆိုတဲ့နေရာမှာ filter ဒီvideo file ကို color ရွေးချယ်တာပေါ့เนาะအလွယ်ပြောရရင်တော့အဲ့တော့ဒီမှာ video file နှစ်ပိုင်းဖြစ်သွားပြီအဲ့တော့နှစ်ပိုင်းလုံးကိုရွေးချယ်ပေးရမှာပါဒါမှမဟုတ်ရင်ကိုယ့်ရဲ့ filter ကိုအရင်ဦးဆုံးလုပ်မယ်ဆိုတဲ့ကတစ်ပိုင်းနဲ့ဖြစ်နေတဲ့ဟိုကအရင်ဦးဆုံးလုပ်ထားလိုက်မယ်ဆိုရင်ရပါတယ်အဲ့တော့ကိုတစ်ခုခုဥပမာဒီ video file ကိုဒီမြင်းချောင်းရှိတဲ့နေရာလေးကိုနှစ်ပိုင်းပိုင်းမယ်ဆိုရင် split နဲ့ပိုင်းမယ်ဒါဆိုရင်ရှေ့တစ်ပိုင်းနောက်တစ်ပိုင်းဖြစ်သွားမယ် okay တစ်ခုခုမှားသွားပြီကိုမပိုင်းတော့ဘူးဆိုရင်ဒီမှာမြားလေးနဲ့ဘက်ပြန်ထွက်လိုက်ပါဒီမှာမြားလေးတွေ့မယ်နော်ဘက်ပြန်ထွက်လိုက်ပါဒါဆိုရင်ဒီမှာပိုင်းလာတာမရှိတော့ပါဘူး4000ကွက်အဖြူလေးရတစ်ဆက်တည်း video file တစ်ဆက်တည်းဖြစ်သွားပါပြီ okay ဒီနေရာကနေထပ်ပိုင်းမယ်ဒီမှာ split လေးနဲ့ပိုင်းလိုက်ပါဒါဆိုရင်ဒီမှာတစ်ကွက်ဖြစ်သွားမယ်ဒီမှာတစ်ကွက်တီးတန့်စီဖြစ်သွားမယ် okay မှားသွားပြီဘက်လေးနဲ့ပြန်ထွက်လိုက်ပါဒါဆိုရင်တစ်ဆက်တည်းပြန်ဖြစ်သွားပါလိမ့်မယ်Okay ပြီးသွားရင်เนาะကျွန်တော်တို့ video file လေးကိုဒီမှာရှိနေတဲ့ filter လေးတစ်ချက်ပြောင်းကြည့်ပါမယ်အဲ့တော့ filter လေး ယသလူဘဝန္တောယထာနေဝဓပ္ပိတိ Okay ဒီ filter လေးမကြိုက်သေးဘူးကျွန်တော်တို့ကဒီ filter လေးပြောင်းကြည့်မယ် ယသလူဘဝန္တောယထာနေဝဓပ္ပိတိ Okay ဒါက video file လေးပြောင်းလဲသွားပါပြီเนาะနောက်တစ်ခုပြောင်းကြည့်မယ် ယသလူဘဝန္တောယထာနေဝဓပ္ပိတိ Okay အဲ့တော့တရားတော် channel လုပ်တဲ့အခါမှာ copyright လွတ်အောင်လို့အတန်ကိုလည်းလောက်အောင်မှာဖြစ်တယ်လို့ကိုအသုံးပြုလိုက်တဲ့ transition ကလည်းvideo file ကလည်းပုံတော်ပေါ့နော်ပုံတော်ကလည်း Pinterest တို့ဘာလို့လဲယူလို့ရမယ် Google ကနေပြီးတော့ယူလို့ရမယ်ယူတဲ့နေရာမှာလည်းဒီလိုမျိုး color လေးတွေချိန်ပေးမှသာပို့ပြီးတော့အဆင်ပြေမှာပါအဲ့တော့ဒါကအောက်ကမူရင်း color နော်မူရင်း color ကိုကြည့်မယ်ဆိုရင် နာဇာဂုတ်တမဟာသရေကိဉ္စီယေနဝေ ဒါမူရင်း color ပေါ့နော်ဒါက သုမရေဥပဝရေယောဒုက္ခိ ဟုတ်ပြီနော်ဒီအောက်မှာဆိုရင်ဒါမူရင်း color ဒါက သုမရေဥပဝရေယော Okay ဒီလိုမျိုးဒီထဲမှာရှိနေတဲ့ pro feature တွေကိုအကုန်လုံးသုံးလို့ရပါတယ် Okay အဲ့တော့ဒါလေးကိုဆွဲထည့်လိုက်မယ်ဒါဆိုရင်အလွယ်တကူပဲထည့်လိုက်မယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ pro feature သုံးထားတယ်ဆိုတာကိုသုံးပြီးတော့ export ထုတ်ပြခြင်းလို့ပါနောက်တစ်ခုကဒါလေးကိုလည်းသုံးလိုက်ပါမယ်ဒါမကြည့်တော့ဘူးเนาะဘာကြောင့်လဲဆိုတော့တရားတော် channel ဆိုတော့ပြီးရင်ဒီမှာ filter ထဲမှာ filter ပြီးသွားရင် adjustment ကတော့မချိန်တော့ပါဘူးเนาะ Okay ဒါဆိုရင်အားလုံးပြီးသွားပြီဆိုရင်ဒါလေးကိုကျွန်တော်တို့ export ထုတ်လိုက်ပါမယ်export ထုတ်မယ်ဆိုရင်သူကဒီမှာ title ပေးရမယ်ပြီးသွားရင် resolution က1080ကိုထုတ်ချင်တာထုတ်လို့ရတယ် 2K 4K 1080ကျွန်တော်ကတော့1080နဲ့ပဲထုတ်ပါတယ်เนาะပြီးသွားရင် bitrate ကကျတော့ recommend ရှိမယ်ကုတ်ကကျတော့ H264 ထားရမယ် format က MP4 လို့ထားရမယ် frame rate က30 fps ဆိုပြီးထားရမယ်ပြီးသွားရင်ဒီမှာနာမည်ကျတော့ကိုကြိုက်တာပေးလို့ရပါတယ်เนาะအဲ့တော့ကိုကြိုက်တာပေးလိုက်ရင်ဥပမာအလွယ်တကူကျူပေါ့เนาะဒါအလွယ်တကူပေးလိုက်တာပါပြီးရင် export ထုတ်လိုက်မယ်ဒါဆိုရင်တော့သူကတရားတော့ရှည်တလောက်သူက export ထုတ်နေပါလိမ့်မယ်ဒါကတော့ video file ရှည်သွားမှာဆိုလို့ကျွန်တော်မပြတော့ဘူးเนาะအဲ့တော့သူကအဓိကအဖြစ်ဒီမှာ export လေးသွားနေပြီဒါဆိုလို့ရှိရင်သူ့မှာပါနေတဲ့pro feature တွေကိုကျွန်တော်တို့လွတ်လပ်နဲ့ကောင်းကောင်းမွန်မွန်အသုံးပြုလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါကတော့ mobile phone app မဟုတ်ဘဲနဲ့ကွန်ပျူတာတွေမှာအသုံးပြုလို့ရမယ် software ပဲဖြစ်ပါတယ် okay ဒါလေးက CapCut ကိုဒါလေးကပြန်ထွက်လိုက်မယ်เนาะ CapCut ကိုကွန်ပျူတာမှာ free pro feature တွေကို free ဘယ်လိုသုံးလို့ရမလဲဆိုတာလေးကိုပြပေးခြင်းဖြစ်ပါတယ်ဗျအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်